အားလုံးကတာမန်တိတ်ဆိတ်ပြီးအားနှံပုံရတဲ့မိဘမဲ့ကောင်မလေးကိုအထင်သေးခဲ့ကြပါတယ်။ဒါပေမဲ့သူ့ကိုစတင်ဆန်းအောင်နှိပ်စက်ခဲ့ကြတဲ့သူတွေတယောက်ပြီးတယောက်သေဆုံးလာတဲ့အခါမှာတော့198ခုနှစ် Ramba ကျွန်း Rampa Island ပေါ်ရှိပြုပြင်ထိန်းသိမ်းရေးကျောင်းဖြစ်တဲ့ Pintakin Rehabilitation School စီကိုရောက်ရှိလာတဲ့ဆယ်ကျော်သက်ကောင်မလေးအင်ခွန်းရဲ့အကြောင်းနဲ့ဇလန်းကစတင်ပါတယ်။အဲ့ဒီကျောင်းဟာပြဿနာရှာတတ်တဲ့လူငယ်မိန်းကလေးတွေအတွက်တိစောက်ထားတဲ့ဝေးလံခေါင်တရားကျွန်းပေါ်ကကျောင်းတစ်ကျောင်းဖြစ်ပါတယ်။အင်ခွန်းအတိတ်တုန်းကဘာတွေလုပ်ခဲ့လဲဆိုတာကိုဇလန်းမှာအတိအကျမဖော်ပြထားပေမဲ့ကျောင်းတာဝန်ရှိသူတွေကတော့ကျောင်းသူတိုင်းမှာဘဝကိုပြန်လည်စတင်နိုင်ဖို့အခွင့်အရေးရှိသေးတယ်လို့ယုံကြည်ကြပါတယ်။ကျွန်းကိုအသွားလမ်းမှာအင်ခွန်းကိုဖိုင်လို့ခေါ်တဲ့လှေထိုးသားလူငယ်လေးကလိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ရန်ပါကျွန်းကိုရောက်တဲ့အခါမှာကျောင်းမှာဩဇာတိတ်ကမှကြီးမားတဲ့ကျောင်းသူကြီးတဦးဖြစ်တဲ့အိမ်ကသူတို့ကိုလာကြိုဆိုပါတယ်။ဒါပေမဲ့အိမ်ရဲ့အာယုံဆိုင်မှုကအင်ခွန်းပေါ်မှာမဟုတ်ဘဲဖင်းရဲ့အပေါ်မှာသာစူးစီးနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမကဖင်းကိုတစ်ဖက်သက်ကြိုက်နေလို့ပါ။ခဏအကြာမှာကျောင်းသူအားလုံးကျောင်းဝင်းထဲမှာစုဝေးပြီးကျောင်းသားတစ်ကိုကြိုဆိုကြပါတယ်။အဲ့ဒီမှာကျောင်းကိုအပြည့်အဝအုပ်ချုပ်နေတဲ့ပရစ္ဆာနာဆိုတဲ့အမျိုးသမီးကြီးနဲ့အင်ခွန်းကိုမိတ်ဆက်ပေးပါတယ်။မိမိကိုမိတ်ဆက်ခိုင်းတဲ့အခါအင်ခွန်းကသူမဟာဒါရန်ဖော်မိဘမဲ့ကူကနေလာခဲ့တာဖြစ်ပြီးမူလဇာတိကထိုင်းနိုင်ငံမြောက်ပိုင်းကဖြစ်ကြောင်းဖြေကြားပါတယ်။သူမကိုနှွေးထွေးစွာကြိုဆိုမဲ့အစားကျောင်းသူအချို့ကချက်ချင်းပဲလှောင်ပြောင်ကြပါတော့တယ်။အဲ့ဒီကျောင်းမှာမြောက်ပိုင်းဒေသကလာတဲ့မိန်းကလေးတွေကိုလူဒန်းစားနှိမ့်တယ်ရရွာကြတယ်ဆိုပြီးအမြဲတမ်းအထင်သေးဆက်ဆံတတ်ကြပါတယ်။လူအများရဲ့စော်ကားမှုကိုခံရပေမဲ့အင်ခွန်းကဘာမှပြန်မပြောဘဲတိတ်တဆိတ်ပဲငြိမ်ခံနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကျောင်းအုပ်ကြီးပရစ္ဆာနာကကျောင်းရဲ့တင်းကျပ်တဲ့စည်းကမ်းတွေကိုတတိပေးပါတယ်။ကျောင်းသူတိုင်းစည်းကမ်းကိုလိုက်နာရမှာဖြစ်ပြီးဖောက်ဖျက်ရင်ပြင်းထန်တဲ့အပြစ်ပေးမှုကိုခံရမယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာအင်ခွန်းကျောင်းပတ်ဝန်းကျင်နဲ့အသားကျလာအောင်ကူညီပေးဖို့အိမ်ကိုတာဝန်ပေးအပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရာသီဥတုဆိုးရွားမှုကြောင့်ဖင်းတယောက်ကျွန်းကနေပြန်လို့မရတော့ပါဘူး။မုန်တိုင်းကြောင့်သူ့ရဲ့လှေပျက်စီးသွားတဲ့အတွက်ခီးဆက်လို့မရတော့ပါဘူး။ရာသီဥတုဆိုးရွားနေစေဖြစ်တာကြောင့်ပရစ္ဆာနာကနောက်ထပ်လှေတစ်စင်းမလာမချင်းသူ့ကိုခိတ္တနေထိုင်ခွင့်ပြုလိုက်ပါတယ်။ဒါပေမဲ့ဖင်းကိုတော့ကျောင်းဆောင်တွေနဲ့အလှမ်းဝေးတဲ့ကျွန်းစုံကမိပြတိုက်မှာပဲနေထိုင်ခွင့်ပေးထားပါတယ်။ကျောင်းစည်းကမ်းအရယောက်ျားလေးတွေကိုကျောင်းဆောင်အနီးမှာနေခွင့်မပြုပါဘူး။အဲ့ဒီကျောင်းဟာရှေးဟောင်းစစ်ဘက်ဆိုင်ရာအဆောက်အုံဟောင်းတစ်ခုဖြစ်ပြီးလူငယ်မိန်းကလေးများပြုပြင်ရေးစခန်းအဖြစ်ပြောင်းလဲထားတာဖြစ်ပါတယ်။ဒါပေမဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်ရှိပေမဲ့အဲ့ဒီထဲကဘဝကတော့တာယာလှပဖို့ဝေးလာပါတယ်။ကျောင်းသူဟောင်းတွေကအသက်ရောက်လာသူတွေအပေါ်အာဏာပြတတ်ကြပြီးအားနည်းဆုံးလို့သတ်မှတ်ခံရသူတွေကအခက်အခဲဆုံးနဲ့အညစ်အပတ်ဆုံးအလုပ်တွေကိုလုပ်ရလေးရှိပါတယ်။မိုးပြန်မဖရိုင်းနဲ့နုဆိုတဲ့ကျောင်းသူနှစ်ဦးရဲ့လိုက်ပို့မှုနဲ့အိတ်ဆောင်ကိုရောက်လာတဲ့အခါအင်ခွန်းရဲ့ကတင်ဟာအခန်းရဲ့ထောက်ဆုံးပိုးဟတ်တွေနဲ့ညစ်ပတ်နေတဲ့နေရာမှာဖြစ်နေတာကိုတွေ့ရပါတယ်။သူမရဲ့ပထမဆုံးညဟာဆိုးရွားတဲ့အတွေ့အကြုံနဲ့စတင်ပါတော့တယ်။ရေချိုးခန်းထဲမှာရှိနေတော့Boyဆိုတဲ့ကောင်မလေးကရေပုံးနဲ့အညစ်ပတ်တွေကိုသူမပေါ်ရုတ်တရက်လောင်းချလိုက်ပါတယ်။နောက်မှသိလိုက်ရတာကတော့ Boy ဟာမိုဘရန်တို့အဖွဲ့ရဲ့ဖိအားပေးမှုကြောင့်သာအဲ့ဒီလိုလုပ်ခဲ့ရတာဖြစ်ပါတယ်။အင်ခွန်းမရောက်လာခင်တုန်းကကျောင်းမှာအနိုင်ကျင့်ခံရဆုံးပြစ်မှတ်ကBoyဖြစ်ပါတယ်။ဒါပေမဲ့ကျောင်းသူအသေးရောက်လာတဲ့အခါမှာတော့အဲ့ဒီနေရာကအင်ခွန်းစီကိုပြောင်းသွားပါတော့တယ်။နောက်ရက်တွေမှာလည်းအင်ခွန်းအတွက်လွယ်ကူမသွားပါဘူး။ပင်ပန်းတဲ့အလုတ်ကင်မျိုးစုံကိုတယောက်တည်းလုတ်ကင်ရရင်ရေတွင်းကနေရေခတ်တုံးလက်ထိခိုက်ဒဏ်ရာရသွားပါတယ်။ကံကောင်းထောက်မစွာနဲ့ဖင်းကအနားမှာရှိနေတာနဲ့သူမရဲ့ဒဏ်ရာကိုတန်ရှင်းပေးပြီးသူ့အဝတ်ကိုဖျက်ပြီးစီးနှောင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီလိုကျင်နာမှုလေးကအိမ်ရဲ့မနာလိုမှုကိုဖြစ်စေပါတယ်။အဲ့ဒီညမှာပဲအိမ်ကဖင်းရဲ့အင်ဂျီစားနဲ့ချီနှောင်ထားတဲ့ပတ်တီးကိုဖြုတ်ပစ်ဖို့ရည်ရွယ်ချက်နဲ့အင်ခွန်းရဲ့ကွတင်စီကိုခိုးဝင်လာပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုစတင်ဖြစ်ပေါ်လာပါတယ်။အိမ်တယောက်အဖွားဦးတဦးရဲ့လက်ကသူမကိုလာထိတွေ့သွားတယ်လို့ခံစားလိုက်ရပါတယ်။ခဏအကြာမှာထူးဆန်းတဲ့အတန်တွေအိတ်ဆောင်တစ်ဝိုက်မှာပေါ်ထွက်လာပြီးတကားဝအနားမှာအရေးမဲတစ်ခုပေါ်လာပါတယ်။တိကျင်စိမ့်နဲ့စိုးရိမ်စိတ်ကြောင့်အိမ်ဟာအဲ့ဒီအရေးနောက်ကိုအပြင်ဘက်အထိလိုက်သွားပါတယ်။ဒါပေမဲ့သူမကင်ထားတဲ့မီးခွက်ကဘလောက်ပဲမီးညှိဖို့စူးစမ်းတောက်တော့မလာပဲစက်တိုက်ငိမ့်သွားပါတော့တယ်။အဲ့ဒီထူဆန်းတဲ့အရေးကသူမကိုလှေကားထစ်တွေစီပို့ဆောင်ပေးလိုက်ပြီးရုတ်တရက်အနောက်ကနေတွန်းချလိုက်တာကြောင့်လှေကားပေါ်ကနေလိမ့်ကျသွားပါတယ်။တတိလစ်လူနီးပါးဖြစ်နေချိန်မှာအိမ်ဟာအသက်ရှင်ခြင်းသေးရင်အင်ခွန်းကိုနောက်တစ်ခါထပ်မဆနောက်ဖို့တတိပေးတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။နောက်တနေ့မနက်မှာတော့အိမ်ဟာညကဖြစ်ပျက်ခဲ့တာတွေအားလုံးအင်ခွန်းနဲ့သက်ဆိုင်နေတယ်လို့ပိုပြီးယုံကြည်လာပါတယ်။သူမရဲ့အဖွဲ့သားတွေနဲ့အတူအင်ခွန်းကပဲသူမကိုလှေကားပေါ်ကတွန်းချခဲ့တာလို့ဆွဆွဲကြပါတယ်။ဘလို့ထောက်ထားမှမရှိဘဲနဲ့အပြစ်ဝင်ခံဖို့ဆက်ပြီးဖိအားပေးကြပါတယ်။ဒါပေမဲ့အင်ခွန်းကတော့ဘာမှမလုပ်ခဲ့ကြောင်းခိုင်မာစွာညင်းဆိုပါတယ်။
အဲ့ဒီလိုရဖိအားတွေကြားထဲမှာအင်ကွမ်းဟာပွိုင်းနဲ့တဖြည်းဖြည်းရင်းနှီးလာပါတယ်အခြားကျောင်းသူအများစုနဲ့မတူပဲပွိုင်းကအင်ကွမ်းခံစားနေရတာတွေကိုနားလည်ပေးပုံပေါ်ပါတယ်သူမကိုယ်တိုင်လည်းထိုင်းနိုင်ငံမြောက်ပိုင်းကနေလာခဲ့တာဖြစ်ကြောင်းဖော်ပြပါတယ်အဲ့ဒီလိုနဲ့ပဲအခြားကျောင်းသူတွေရဲ့အထင်အမြင်သေးတာနဲ့လူစိမ်းတစ်ယောက်လိုဆက်ဆံခံရတဲ့ခံစားချက်ကိုပွိုင်းကကောင်းကောင်းနားလည်နေပါတယ်ပွိုင်းကကျောင်းမှာဒီလိုပါပဲကျောင်းသူအသေးရောက်လာတိုင်းအိမ်နဲ့သူ့အဖွဲ့ရဲ့အနိုင်ကျင့်မှုကိုခံရမြဲပါပဲလို့ရှင်းပြပါတယ်အများစုကပြန်ရင်ပိုဆိုးတဲ့အဖြစ်ပေးမှုကိုခံရမှာကြောက်လို့တိတ်တဆိတ်ပဲငြိမ်ခံနေကြတာပါတယ်ဒါကိုကြားရတဲ့အခါအင်ကွန်းပို့ပြီးမျောလင်းချက်ကင်းမဲ့သွားပါတယ်သူမကဘဝကိုအစကနေအစ်စ်ပြန်စားခြင်းလို့ကျုံးကိုလာခဲ့တာဖြစ်ပေမဲ့ရင်ဆိုင်ရတဲ့လက်တွေ့ဘဝကသူမထွက်လာခဲ့ရတဲ့ဘဝနဲ့ဘာမှမထူးခြားနေပါဘူးအတိတ်ကိုပြန်ပြောင်းကြည့်တဲ့အဖြစ်အပျက်တွေအရအင်ကွန်းဟာမိဘမဲ့ကူမှာနေတော့ကလည်းအမြဲတမ်းအနိုင်ကျင့်မရင်းကျင့်ခံခဲ့ရသူဖြစ်တာကိုဖော်ပြနေပါတယ်။အဲ့ဒီအချိန်မှာအင်းကတော့ညကရခဲ့တဲ့တတိပေးချက်ကိုလစ်လျူရှုမြဲရှုစဲပါပဲတငယ်ချင်းတွေနဲ့အတူအင်ကွန်းကိုနောက်တစ်ကြိမ်ထပ်ပြီးပြစ်မှတ်ထားလာကြပါတယ်။ဒီတစ်ခါမှာတော့သူမတို့ရဲ့သပင်းတွေကိုအတင်းအဓမ္မညှက်ပစ်တာမျိုးတွေနဲ့အဆက်ခွဲကြပါတယ်။အဲ့ဒီညနောက်ပိုင်းမှာမှန်တဲကိုကြည့်နေတော့အင်းရဲ့နောက်မှာကြောက်စရာကောင်းတဲ့အဖွားကိုတယောက်ရက်နေတာကိုရုတ်တရက်မြင်လိုက်ရပါတယ်။ကြောက်လန့်တကြားနဲ့အကျယ်ကြီးအော်ဟစ်လိုက်တာကြောင့်အိတ်ဆောင်ကကျောင်းသူတွေအကုန်လုံးလာကြပါတယ်။ဒါပေမဲ့ထူးဆန်းတာကတော့သူမကိုခြောက်လန့်နေတဲ့အဲ့ဒီကြောက်စရာကောင်းတဲ့ပုံရိပ်ကိုဘယ်သူမှမမြင်ကြရပါဘူး။အဲ့ဒီခြောက်လန့်မှုဟာအိမ်တယောက်တည်းအတွက်တီးတန့်ဖြစ်နေတယ်လို့ပါပဲ။ဒီဖြစ်ရဟာတာမန်မဟုတ်ဘူးလို့ခံစားရတဲ့ကျောင်းသူအချို့ကပွိုင်းတစ်ခါကပြောပြဘူးတဲ့ပုံမြင်တစ်ပုဒ်ကိုပြန်ပြောင်းပြောပြကြပါတယ်။အတင်းအကျပ်မေးမြန်းတဲ့အခါပွိုင်းကထိုင်းနိုင်ငံမြောက်ပိုင်းကမူးမျိုးလို့ခေါ်တဲ့စိန်ဝဝဝိညာဉ်အကြောင်းရှေးဟောင်းတဏ္ဍာရီကိုပြောပြပါတယ်ဒေသခံတွေရဲ့ယုံကြည်ချက်အရလူလောကတဲ့ကိုရောက်လာတဲ့ကလေးတိုင်းမှာမိခင်တဦးလိုစောက်ရှောက်ကြည့်ရှုပေးတဲ့မူးလို့ခေါ်တဲ့အဆောင်ရှောက်ဝိညာဉ်တစ်ခုပါလာတတ်ပါတယ်။ဒါကြောင့်ကလေးကတာမန်လူသားတစ်ယောက်လိုကြီးပြင်းနိုင်ဖို့နဲ့မူးနဲ့ဆက်နွယ်မှုမရှိတော့ဖို့အတွက်ရိုးရာအရာလွတ်မြောက်ရေးရရာ redemption ritual ကိုပြုလုပ်ပေးကြရပါတယ်။အဲ့ဒီရရာမှာကလေးကိုကိုစားပြုတဲ့အယုတ်ထုတစ်ခုကိုသုံးပါတယ်အခမ်းအနားပြီးသွားတဲ့အခါအယုတ်ရဲ့ခေါင်းကိုနဲ့ဖြတ်ပိုင်းလိုက်ပါတယ်ကိုယ်တွေကိုတော့ရတရားရဲ့အစိပ်ပိုင်းအနေနဲ့ခြံထားခဲ့ပြီးခေါင်းကိုတော့မိသားစုကတင်စီဖို့ပေးအပ်ပါတယ်အရွယ်ရောက်တဲ့အထိကလေးနဲ့အတူအယုတ်ခေါင်းကိုအမြဲဆောင်ထားဖို့ပယောဂဆရာကညွှန်ကြားပါတယ်ဒေတာခန်တွေအတွက်အဲ့ဒီအယုတ်ခေါင်းဟာရတရားကိုတေချာလုပ်ပြီးစီးခဲ့ကြောင်းသက်သေတစ်ခုဖြစ်ပါတယ်အဲ့ဒီလိုလှုပ်ခြင်းအဖြစ်ကလေးနဲ့မူကြားကဆက်သွယ်မှုပြတ်တောက်သွားတယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့ရတာမလုပ်ခဲ့ရတဲ့ကလေးတွေကတော့မူးရဲ့ပိုင်ဆိုင်မှုအဖြစ်ဆက်လက်တည်ရှိနေတယ်လို့ယူဆကြပါတယ်။ဒါကြောင့်မူးဟာသူတို့ရဲ့တသက်တာလုံးကိုလိုက်လံစောင့်ရှောက်နေတယ်လို့ဆိုကြပါတယ်။ပွိုင်းကဒီတန်နာရီဟာအင်ကွန်းနဲ့ဆက်ဆက်နေနိုင်တယ်လို့တန်တရားဝင်လာပါတယ်။အထူးသဖြင့်အင်ကွန်းကိုနှိပ်စက်ပြီးနောက်ပိုင်းသူမကိုယ်တိုင်မှာထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရပြီးနောက်မှာပိုလို့တောင်တန်တရားဝင်လာပါတယ်။တက်တည်အနေနဲ့သူမရဲ့ကိုယ်ပေါ်မှာထင်ရှားနေသေးတဲ့ကုတ်ချရာတွေကိုတောင်ပြသခဲ့ပါတယ်။ဒါပေမဲ့အိမ်နဲ့တငယ်ချင်းတွေကတော့ဒီပုံမြင်တွေကိုအယူသေးမှုတက်တက်လို့ပယ်ချလိုက်ကြပါတယ်။အင်ကွန်းကိုဘယ်အရာကမှမစောင့်ရှောက်ဘူးလို့ခိုင်မာစွာညှင်းဆိုကြပါတယ်။ရက်တွေကြာလာတာနဲ့အမျှအင်ကွန်းအပေါ်ပေးတဲ့ဖိအားနဲ့နှိပ်စက်မှုတွေကပိုဆိုးလာပါတယ်။နောက်ဆုံးမှာတော့ကျွန်းပေါ်မှာဆက်မနေနိုင်တော့ဘူးလို့ခံစားလာရပါတယ်။တညမှာတော့ဖင်းနဲ့တွေးဖို့မိပြတိုက်စီကိုခိုးသွားပါတယ်။ထွက်ပြေးခြင်းလွန်းလို့ကျွန်းကနေခေါ်သွားပေးဖို့တောင်းပန်ပါတယ်။ဒါပေမဲ့ဖင်းကိုယ်တိုင်လည်းအဲ့ဒီမှာပိတ်မိနေပြီးနောက်လေလာမဲ့အချိန်ကိုစောင့်နေရတာဖြစ်လို့မကူညီနိုင်ပါဘူး။ဒါပေမဲ့သူတို့နှစ်ယောက်တွေ့ဆုံနေတာကိုအိမ်မြင်သွားပါတယ်။ဖင်းနဲ့အင်ကွန်းကြားကယင်းနှီးလာမှုကိုမနာလို့ဖြစ်သွားတဲ့အိမ်ဟာအဲ့ဒီအကြောင်းကိုပရိစ္ဆာနာထံချက်ချင်းတိုင်ကြားလိုက်ပါတယ်။နောက်တစ်နေ့မှာဖင်းနဲ့ခိုးတွေ့တာမိသွားတဲ့အတွက်အင်ကွန်းဟာပရိစ္ဆာနာရဲ့အပြစ်ပေးမှုကိုခံရပါတော့တယ်။ကျောင်းသူတွေရှိမှပဲကျောင်းစည်းကမ်းမဖောက်ဖို့တတိပေးတဲ့အနေနဲ့ချိန်တန်နဲ့ရိုက်နှက်အပြစ်ပေးခံရပါတယ်။ဒါပေမဲ့အဲ့ဒီညမှာပဲပရိစ္ဆာနာရဲ့အလှည့်ရောက်လာပါတယ်။တယောက်တည်းရှိနေတော့အရင်ကအိမ်ကိုခြောက်လန့်ခဲ့တဲ့တူညီတဲ့ဝိညာဉ်နဲ့ရင်ဆိုင်ရပါတယ်။မူးကသူမကိုမတိုက်ခိုက်ပါဘူး။အစားအင်ခွန်းကိုထပ်ပြီးမဒုက္ခပေးဖို့တတိပေးဖို့အတွက်သာပေါ်လာတာဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကိုမြင်ပြီးနောက်မှာအိမ်ဟာမူးအကြောင်းပွိုင်းပြောပြဘူးတဲ့ပုံမြင်ကိုပြန်စဉ်းစားမိပါတယ်။အပြေအဝမယုံသေးပေမဲ့ပထမဆုံးအကြိမ်အဖြစ်အင်ကွန်းကိုတစ်ခုခုကတကယ်စောက်ရှောက်နေတာလားလို့တွေးတောလာပါတယ်။အမှန်တရားကိုဖော်ထုတ်ခြင်းစိတ်နဲ့အိမ်နဲ့တငယ်ချင်းတွေဟာတက်တေရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အင်ကွန်းကိုနာကျင်စေတဲ့သူတိုင်းကိုပြစ်မှတ်ထားတဲ့အဲ့ဒီထူးဆန်းတဲ့စွမ်းအားနဲ့အင်ကွန်းတကယ်သက်ဆိုင်မှုရှိမရှိသိကျင်ကြပါတယ်။သူတို့ရဲ့အကြံစီကိုအကောင့်ထဲပေါ်ဖို့အိမ်ကပွိုင်းကိုအင်ကွန်းကိုအာယုံလွဲခိုင်းပါတယ်။အင်ကွန်းအိတ်ဆောင်မှာမရှိတော့အိမ်နဲ့သူ့အဖွဲ့ကအင်ကွန်းရဲ့ပစ္စည်းတွေကိုခိုးဝင်ရှာဖွေကြပါတယ်ပစ္စည်းတွေကိုပုံဖော်ရှာဖွေရင်းအဆုံးမှာတော့ကောင်းမွန်စွာထိမ့်သိမ်းထားတဲ့အယုတ်တယုတ်ပါရှိတဲ့ဘူးတဘူးကိုတွေ့ရှိသွားကြပါတယ်
ဒီတွေ့ရှိချက်ကပွိုင်းပြောပြခဲ့တဲ့မူရဲ့ဒဏ္ဍာရီနဲ့အဲ့ဒီအယုတ်ကြီးဆက်ဆက်နေတယ်ဆိုတဲ့သူတို့ရဲ့ယုံကြည်မှုကိုပိုပြီးခိုင်မာစေပါတယ်။နောက်တစ်နေ့မနက်မှာတော့အင်ခွန်းအိတ်ဆောင်မှာမရှိတော့ဘဲပျောက်ဆုံးနေတယ်ဆိုတဲ့ပြဿနာအသစ်တစ်ခုထွက်ပေါ်လာပါတယ်။ကျောင်းသူတိုင်းကိုကျွန်းပတ်လေတောနက်ထဲအထိပါရှာဖွေဖို့စေလွှတ်လိုက်ပါတယ်။ဒါပေမဲ့ဘယ်သူမှမတွေ့ခင်မှာပဲအင်ခွန်းကိုအိမ်နဲ့မိုးဘရန်တို့ကအရင်တွေ့သွားပါတယ်။ကျောင်းကိုပြန်မခေါ်လာပဲအဲ့ဒီမိန်းကလေးနှစ်ယောက်ကသူမကိုတခါတည်းရှင်းပစ်ဖို့အခွင့်အရေးဖြစ်အတုံးချဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တောနက်ထဲကစွန့်ပစ်ထားတဲ့ရေတွင်းဟောင်းတစ်ခုစီကိုအင်ခွန်းကိုခေါ်သွားပါတယ်။အနားမှာရန်စချင်းချောက်နေရင်းနဲ့အင်ခွန်းကနောက်ဆုတ်သွားရကနေရေတွင်းထဲကိုမတော်တဆပြုတ်ကျသွားပါတယ်။သူမကိုအပီးတိုင်ဖယ်ရှားနိုင်ပြီလို့ယုံကြည်သွားကြပြီးအိမ်နဲ့မိုဘရန်တို့လှည့်တော်မကြည့်ပဲထွက်သွားကြပါတယ်။မိုဘရန်ကအင်ခွန်းကိုလာကယ်ဖို့စိန်ခေါ်နေတဲ့အဆောင်ရှောက်ဝိညာဉ်ဆိုတာကိုမမာနာနဲ့လှောင်ပြောင်သွားပါသေးတယ်။အဲ့ဒီအချိန်မှာကျွန်းပေါ်မှာဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ကံကောင်းထောက်မစွာနဲ့ဖင်းကရေတွင်းဟောင်းကိုတွေ့သွားပြီးအင်ခွန်းရေတွင်းထဲမှာပိတ်မိနေတာကိုသိသွားပါတယ်။ခက်ခဲတဲ့ကယ်ဆယ်မှုတစ်ခုအပြီးမှာသူမကိုအောင်မြင်စွာဆွဲထုတ်နိုင်ခဲ့ပြီးကျောင်းကိုပြန်ခေါ်လာပါတယ်။အင်ခွန်းပြန်ရောက်လာတာကအထူးသဖြင့်သူမကိုဘယ်တော့မှမတွေ့ရတော့ဘူးလို့ယုံကြည်နေကြတဲ့အိမ်နဲ့မိုဘရန်တို့ကိုတုံးလှုပ်သွားစေပါတယ်။သူတို့ရဲ့လုပ်ရက်တွေပေါ်ပေါက်လာမှကိုကြောက်ရွံ့ပြီးမိုဘရန်ကအင်ခွန်းစီကိုချက်ချင်းပြေးသွားပြီးပါဆက်ပိတ်ထားဖို့တောင်းပန်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့အင်ခွန်းကတိတ်တဆိတ်မနေတော့ပါဘူးပရိစ္ဆာနာရှိမှတင်ရေတွင်းထဲကိုတွင်းချခဲ့တာအိမ်နဲ့မိုဘရန်တို့ဖြစ်ကြောင်းဖော်ထုတ်လိုက်ပါတယ်ဒီဆွဆွဲချက်ကိုမိုဘရန်ကတန်းညင်းပါတယ်အင်ခွန်းကိုပြန်ပြီးရန်လိုလာပြီးလိန်ညာနေတယ်လို့ဆွဆွဲပါတယ်ဘသူကမှန်တယ်ဆိုတာတက်တည်ပြမယ်တက်တည်တိုးမဟုတ်အထောက်ထားမရှိတာကြောင့်ပရိစ္ဆာနာကဒီကိစ္စကိုဆက်လက်စုံစမ်းစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်တာဝန်ရှိသူကိုပြင်းပြင်းထန်ထန်အပြစ်ပေးမယ်လို့လည်းသတိပေးပါတယ်နောက်ပိုင်းမှာပွိုင်းကအင်ကွန်းရဲ့ဒဏ်ရာအချို့ကိုဆေးလိမ့်ပေးပါတယ်စကားပြောကြရင်းနဲ့အင်ကွန်းကိုအနိုင်ကျင့်ရမှာပွိုင်းကလည်းတစ်ခါတလေပါဝင်ကူညီခဲ့ရဘူးတယ်ဆိုတာကိုအင်ကွန်းတည်သွားပါတယ်ဒါပေမဲ့ပွိုင်းကလည်းရွေးချယ်စရာမရှိခဲ့ကြောင်းရှင်းပြပါတယ်နှစ်ပေါင်းများစွာသူမကိုယ်တိုင်လည်းအလားတူအနိုင်ကျင့်ခံရသူတဦးဖြစ်ခဲ့ပြီးအိမ်တို့တောင်းဆိုသမျှကိုလိုက်နာခြင်းအပြင်အသက်ဆက်ရှင်ဖို့ကြိုးစားနေရတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာဇလန်းကအင်ကွန်းရဲ့ကလေးဘဝကအရေးကြီးတဲ့အဖြစ်အပျက်တစ်ခုကိုဖော်ပြပါတယ်။သူမငယ်ငယ်တုန်းကတောနက်ထဲမှာပုံအောင်နေတဲ့ရကြလုပ်တဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီနေရာမှာခေါင်းတွေနဲ့ကိုယ်တွေဖြတ်ပိုင်းထားတဲ့အယုတ်ပေါင်းများစွာပြန့်နှံ့နေပါတယ်။အဲ့ဒီပစ္စည်းတွေရဲ့အတိတ်ပဲကိုနားမလည်ပဲငယ်စဉ်ကအင်ကွန်းဟာသူမရဲ့အယုတ်ခေါင်းကိုသူမတွေ့ခဲ့တဲ့အယုတ်ခန္ဓာကိုယ်တစ်ခုနဲ့မတော်တဆသွားပြီးဆက်ပေးလိုက်မိပါတယ်။အဲ့ဒီအချိန်ကစပြီးမူးရဲ့ဒဏ္ဍာရီနဲ့ဆက်နေတဲ့ဝိညာဉ်နဲ့သူမရဲ့ချိတ်ဆက်မှုဟာပြန်လည်အသက်ဝင်လာခဲ့ပုံပေါ်ပါတယ်။မကြသေးခင်ကပဲလူတစ်ယောက်နဲ့အမျိုးသမီးတဦးတို့ကအင်ခွန်းကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပူပါတယ်ထူးဆန်းတာကတော့သူတို့နှစ်ယောက်စလုံးထူးဆန်းတဲ့အခြေအနေတွေနဲ့တေဆုံးနေတာကိုတွေ့ရှိခဲ့ရပါတယ်ဒီအဖြစ်အပျက်ဟာအယုတ်ခေါင်းနဲ့ကိုထတာကိုပြန်ဆက်လိုက်တာကကလေးဘဝကရကြလုပ်ပြီးကလေးကပြတ်တောက်သွားရမယ့်ဝိညာဉ်မူနဲ့အင်ခွန်းကိုပြန်ပြီးချိတ်ဆက်ပေးလိုက်တယ်လို့ဖြစ်သွားတယ်ဆိုတာကိုဖော်ပြတဲ့အရေးကြီးတဲ့အရေးအမြတ်တစ်ခုဖြစ်ပါတယ်အဲ့ဒီအချိန်ကစပြီးဘသူမဆိုအင်ခွန်းကိုနာကျင်အောင်သို့မဟုတ်ချင်းချောက်လာတဲ့ခါတိုင်းမူးကပေါ်လာပြီးသူမကိုကာကွယ်ပေးခဲ့ပါတယ်။ဒါကြောင့်မို့လို့လဲအိမ်ကအင်ခွန်းရဲ့ပစ္စည်းတွေကိုရှာဖွေတုန်းကအယုတ်ကအကောင့်အတိုင်းရှိနေခဲ့တာဖြစ်ပါတယ်။အကယ်၍ရတရားကအလုပ်ဖြစ်နေစေဆိုရင်အင်ခွန်းမှာအယုတ်ခေါင်းပဲရှိနေရမှာပါ။ဒါပေမဲ့အယုတ်ရဲ့ခေါင်းနဲ့ကိုယ်ရဲ့ပြန်ဆက်သွားတာကသူမနဲ့မူးရဲ့ချိတ်ဆက်မှုပြန်လဲရှင်တန်လာခဲ့ပြီဆိုတာကိုပြသနေပါတယ်။ပြစ္ဆုတ်ပံကိုပြန်ရောက်လာတဲ့အခါအင်ခွန်းကိုအရင်ကဒုက္ခပေးခဲ့တဲ့မူပီယန်ဟာမူးရဲ့အမျက်ဒေါသနဲ့နောက်ဆုံးမှရင်ဆိုင်ရပါတော့တယ်။အဆက်မပြတ်ခြောက်လန့်ခံရမှုတွေကြောင့်သူမဟာအဆုံးမှာတေဆုံးသွားခဲ့ရပါတယ်။မိုဘီယန်ရဲ့တေဆုံးမှုကကြောင်းတစ်ကြောင်းလုံးမှာကြောက်လန့်မှုကိုပြန့်နှံ့စေပါတယ်။အင်ကွန်းကိုနာကျင်အောင်လုပ်တဲ့သူတိုင်းနောက်ထပ်သားကောင်ဖြစ်လာလိမ့်မယ်လို့ကျောင်းသူတွေယုံကြည်လာကြပါတယ်။အမြဲတမ်းရဲစွမ်းတတိရှိတဲ့အိမ်တော်မှအကွာဝေးကိုထိန်းလာပြီးအင်ကွန်းကိုလက်နဲ့တောင်မတို့ရဲတော့ပါဘူး။ပထမဆုံးအကြိမ်ဖြစ်ဒီမိန်းကလေးကိုဒီလောက်ကြာအောင်စောက်ရှောက်ပေးနေတဲ့ဘာပဲဖြစ်ဖြစ်သူမအယမ်းကြောက်ရွံ့သွားပါပြီ။အခြေအနေတွေပိုပြီးထိမ့်မနိုင်သိမ့်မရဖြစ်လာတာကြောင့်အင်ကွန်းကိုကျွန်းကနေအမြန်ဆုံးဖယ်ရှားပြရမယ်လို့ပရိစ္ဆာနာဆုံးဖြတ်လိုက်ပါတယ်။မိပြတိုက်ကရေဒီယိုကရိယာကိုတုံးပြီးကုန်းမကြီးကိုဆက်သွယ်ကကယ်ဆယ်ရေးလေတောင်းခံဖို့ဖင်းကိုအမိန့်ပေးပါတယ်။ဖင်းထွက်သွားပြီးနောက်ပရိစ္ဆာနာကအင်ကွန်းနဲ့တီးတန့်စကားပြောဖို့ခေါ်ပါတယ်။ကောင်မလေးကိုကျောင်းကိုဘာကြောင့်တကယ်ပို့ခဲ့တာလဲနဲ့သူမကြီးပြင်းခဲ့တဲ့ဒါယန်ဖော်မိဘမဲ့ကူမှာတကယ်ဘာတွေဖြစ်ခဲ့လဲဆိုတာကိုသိချင်နေပါတယ်။မိဘမဲ့ကူမှာလူဒါဇင်နဲ့ချီတေဆုံးခဲ့ရတဲ့လူသက်ပွဲကြီးဟာနှစ်ပေါင်းများစွာဒီလိုနှိပ်စက်မှုကိုခံစားခဲ့ရပြီးနောက်မှာဖြစ်ပျက်ခဲ့တာဖြစ်ကြောင်းအင်ကွန်းကဖော်ပြပါတယ်ဒီအဖြစ်ဆိုးကလူထုကိုတုန်လှုပ်စေခဲ့ပြီးရဲတွေအနေနဲ့လည်းလူသက်သမားကိုမဖော်ထုတ်နိုင်ခဲ့ပါဘူးအင်ကွန်းတယောက်တည်းသာအသက်ရှင်ကျန်ရစ်သူဖြစ်တာကြောင့်ဒီတပ်ဖြတ်မှုတွေအတွက်သူမတာဝန်ရှိတယ်လို့လူအများစုကတန်တရားဝင်ခဲ့ကြပါတယ်
ဒါပေမဲ့အင်ကွမ်းကဒီဆွဆွဲချက်ကိုညှင်းဆိုပြီးသူမဘသူကိုမှမတတ်ခဲ့ကြောင်းအခိုင်အမာပြောပါတယ်ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့အဲ့ဒီလူတွေတေဆုံးသွားတာဟာတိုက်ဆိုင်မှုတသက်မဟုတ်ဘူးဆိုတာသူမသိပါတယ်တားကောင်တွေဟာသူမကိုနှစ်ပေါင်းများစွာနှိပ်စက်ညှဉ်းပန်းပြီးဘဝကိုဆိုးဝါးအောင်လုပ်ခဲ့ကြတဲ့သူတွေပါပဲဒီအတွေ့အကြုံတွေကအင်ကွမ်းကဘာကြီးကိုမြင်တဲ့အမြင်ကိုတဖြည်းဖြည်းပြောင်းလဲသွားစေခဲ့ပါတယ်။သူမဘယ်ကိုပဲသွားပိုအားကောင်းတယ်လို့ခံစားရပြီးအားနည်းသူတွေကိုဖိနှိပ်ခွင့်ရှိတယ်လို့ထင်တဲ့သူတွေအမြဲရှိနေလိမ့်မယ်လို့သူမယုံကြည်လာပါတယ်။မိဘမဲ့ကူပဲဖြစ်ဖြစ်ပြုပြင်ထိန်းသိမ်းရေးကြောင့်ပဲဖြစ်ဖြစ်တခြားနေရာပဲဖြစ်ဖြစ်အတူတူပါပဲ။သူမရဲ့မျက်စိထဲမှာလူတွေအားလုံးကအတူတူပါပဲ။မကျေနပ်ချက်တွေပြည့်နှက်နေတဲ့အင်ခွမ်းကဒီလိုလူမျိုးတွေမရှိတော့ဘူးဆိုရင်ကဘာကြီးကပိုကောင်းလာနိုင်တယ်လို့ဆိုပါတယ်။သူမအတွက်တော့ဖိနှိပ်မှုကိုအဆုံးသတ်ဖို့တခုတည်းသောနီလန်းကတော့သူတို့ရဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးအခြားသူတွေကိုနာကျင်စေတဲ့သူတွေကိုဖယ်ရှားပစ်ဖို့ပါပဲ။ဒီအတွေးတွေကိုကြားရတဲ့အခါပရိစ္ဆာနာကြောက်လန့်သွားပါတယ်ပထမဆုံးအကြိမ်ဖြစ်အင်ကွန်းဟာလုံးဝကွဲပြားခြားနားတဲ့တစုံတရာရှိနေတယ်ဆိုတာကိုသူမသဘောပေါက်လာပါတယ်ဘာမှထပ်မပြောတော့ပဲကောင်မလေးကိုပစ္စည်းတွေသိမ်းပြီးကြောင်းကနေချက်ချင်းထွက်သွားဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်နဲ့သူ့တငယ်ချင်းအချို့ဟာအင်ကွန်းရဲ့အတိတ်အကြောင်းကိုဖော်ထုတ်ဖို့ရည်ရွယ်ချက်နဲ့တင်းစီခန်းထဲကိုခိုးဝင်သွားကြပါတယ်ဖိုင်ဟောင်းတွေနဲ့သတင်းစာဟောင်းပုံတွေကိုရှာဖွေကြပါတယ်အဆုံးမှာတော့မိဘမဲ့ကူမှာလူဒါဇင်နဲ့ချီတေဆုံးခဲ့ရတဲ့ကြောက်စရာကောင်းတဲ့လူသက်ပွဲအကြောင်းဆောင်းပါးတစ်ပုဒ်ကိုတွေ့ရှိသွားကြပါတယ်နေထိုင်သူအားလုံးထဲမှာတဦးတည်းသာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်အသက်ရှင်ကျန်ရစ်သူရဲ့အမည်ကိုတမင်တကာဖုံးကွယ်ထားခဲ့ပေမဲ့ဆောင်းပါးထဲကတပ်ပုံကတော့အင်ကွန်းနဲ့အရန်ကိုတူနေပါတယ်ဒီတွေ့ရှိချက်ကအင်ကွန်းနဲ့ပတ်သက်ပြီးထူးခြားဆန်းကျယ်တာတစ်ခုခုရှိနေတယ်ဆိုတာကိုအိမ်ကိုပို့လို့တောင်ယုံကြည်လာစေပါတယ်ဖင်းကိုချက်ချင်းသွားရှာပြီးသူတို့တွေ့ခဲ့တာတွေကိုပြပါတယ်။ဒါပေမဲ့ဖင်းကတော့မယုံပါဘူး။သူ့မျက်စိထဲမှာတော့အင်ကွန်းဆိုတာတခြားသူတွေရဲ့နှိပ်စက်မှုကိုခံခဲ့ရတဲ့ကောင်မလေးတစ်ယောက်သာဖြစ်ပါတယ်။အိမ်ဘလောက်ပဲပြောသူမအပေါ်ထားရှိတဲ့အမြင်ကိုမပြောင်းလဲပါဘူး။တဖြည်းဖြည်းကြီးထွားလာတဲ့ရှုပ်ထွေးမှုတွေကြားထဲမှာအိမ်ရဲ့အတိတ်ကိုပါနောက်ဆုံးမှာဖော်ပြလာပါတယ်။လွန်ခဲ့တဲ့3နှစ်ကသူမဟာလည်းအင်ကွန်းရဲ့အနေအထားမျိုးမှာရှိခဲ့ဘူးပါတယ်ပြဿနာရှာတတ်တဲ့ကောင်မလေးတစ်ယောက်အနေနဲ့အကြောင်းကိုရောက်လာခဲ့ပြီးပရိစ္ဆာနာရဲ့ကြမ်းတမ်းတဲ့ဆက်ဆံမှုကိုအမြဲခံခဲ့ရပါတယ်ဒါပေမဲ့သူမရဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့အညံ့မခံခြင်းတဲ့သဘောထားကြောင့်ပရိစ္ဆာနာကအင်ကိုကျောင်းသူဟောင်းတွေပေါ်ထိန်းချုပ်ဖို့အသုံးပြုတဲ့သူမရဲ့လက်ရည်ကျောင်းသူတဦးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်အဲ့ဒီညမှာပဲအိမ်ဟာပိုလို့တောင်ကြောက်စရာကောင်းတဲ့အိမ်မက်ဆိုးတွေကိုမြင်တွေ့ရပါတယ်ကြောက်စရာကောင်းတဲ့ပုံရိပ်တွေကိုမြင်ပြီးလက်တွေ့နဲ့ခွဲခြားလို့မရတော့တဲ့အိမ်မက်ဆိုးတစ်ခုထဲမှာပိတ်မိနေတယ်လို့ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပရိစ္ဆာနာကလည်းအင်ကွန်းရဲ့ဖိုင်တွေကိုတစ်ခေါက်ပြန်စစ်ဆေးနေပါတယ်စာရွက်စာတမ်းတွေအရအင်ကွန်းဟာအထူးစောင့်ရှောက်မှုလိုအပ်တဲ့ကလေးတဦးအဖြစ်သတ်မှတ်ခံထားရကြောင်းဖော်ပြနေပါတယ်။ကျောင်းရဲ့အနာဂတ်ကိုယ်တိုင်လည်းအရေးကြီးတဲ့အနေအထားမှာရှိနေပါတယ်။အကယ်၍ပြုပြင်ရေးအစီအစဉ်ကမအောင်မြင်ဘူးဆိုရင်ကျောင်းကိုစစ်ဘက်ရဲ့ထိန်းချုပ်မှုအောက်ကိုပြန်သိမ်းသွားနိုင်ပါတယ်။ PR တွေနဲ့ကြောက်ရွံ့မှုတွေကြောင့်စိတ်သက်ကြလာတဲ့ပရိစ္ဆာနာကအင်ကွန်းတည်ဆုံးရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။ကောင်မလေးအိပ်ပျော်နေပြီလို့ထင်ပြီးသူမကိုတတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူမရဲ့အစီအစဉ်မအောင်မြင်ပါဘူးအင်ကွန်းဟာတကယ်တော့အသက်ရှင်နေပြီးပရိစ္ဆာနာရဲ့ရုံးခန်းထဲမှာရက်နေတာဖြစ်ပါတယ်ပရိစ္ဆာနာကသူမကိုထပ်ပြီးတိုက်ခိုက်တဲ့အခါမှာတော့သူမကင်ထားတဲ့လက်နက်ကြောင့်အင်ကွန်းရဲ့လက်ဖွားမှာဒဏ်ရာရသွားပါတယ်ပရိစ္ဆာနာထံကနေတွေးထွက်လာတဲ့အချိန်မှာပဲမူးပေါ်လာပါတယ်ပရိစ္ဆာနာကအင်ကွန်းကိုနာကျင်စေခဲ့တာကြောင့်အဆောင်ရှောက်ဝိညာဉ်ကသူမကိုအဲ့ဒီနေရာမှာတင်ချက်ချင်းတက်ပစ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာဖင်းကမီးပြတိုက်ကရေဒီယိုကိုတုံးပြီးကုန်းမကြီးကိုဆက်သွယ်ဖို့ဆက်ကြိုးစားနေစေဖြစ်ပါတယ်။မကြာခင်မှာပဲအင်ကွန်းရောက်လာပြီးသူမရဲ့လက်ပေါ်ကဒဏ်ရာကိုကုသပေးဖို့တောင်းပန်ပါတယ်။ကျွန်းတကျွန်းလုံးကသူမကိုဆန့်ကျင်နေကြချိန်မှာဖင်းတယောက်ထဲသာသူမဆက်ပြီးယုံကြည်ရတဲ့တူးရဲသောသူဖြစ်လာပါပြီ။အဲ့ဒီအချိန်မှာကြန့်ရှိနေသေးတဲ့ကျောင်းသူတွေဟာဆက်လက်ဖြစ်ပွားနေတဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကိုရပ်တန့်ဖို့နီလန့်ရှာဖို့စုဝေးကြပါတယ်။အဆုံးမှာတော့အရာအလုံးဟာအင်ကွန်းရဲ့အယုတ်နဲ့ဆက်နေတယ်လို့ကောက်ချက်ချကြပါတယ်။ပွိုင်းပြောပြခဲ့တဲ့ဒဏ္ဍာရီကိုပြန်စဉ်းစားမိပြီးအင်ကွန်းနဲ့မူးရဲ့ချိတ်ဆက်မှုကိုအယုတ်ရဲ့ခေါင်းနဲ့ကိုယ်တွေကိုတစ်ခါလောက်ထပ်ပြီးဖျက်ပိုင်းလိုက်ခြင်းအပြင်ဖျက်တောက်နိုင်မယ်လို့ယုံကြည်ကြပါတယ်။သူတို့စဉ်းစားလို့ရသမျှအကုန်စူးစမ်းကြပါတယ်။ခေါင်းကိုအတင်းဆွဲဖြုတ်ဖို့စူးစမ်းကြတယ်။ကြောက်တုံးတွေနဲ့အယုတ်ကိုရိုက်ခွဲကြတယ်။နောက်ဆုံးမိရှုဖို့ပါစူးစမ်းကြပါတယ်။ဒါပေမဲ့ထူးဆန်းတာကတော့သူတို့ရဲ့စူးစမ်းမှုဘယ်ဟာမှအလုံးမဖြစ်ပါဘူး။ဘလို့နီးနဲ့မှဖျက်ဆီးလို့မရတယ်လို့အယုတ်ကအကောင်အတိုင်းဆက်ရှိနေပါတယ်။သူတို့သဘောမပေါက်တာကတော့အင်ခွန်းနဲ့မူးရဲ့ချိတ်ဆက်မှုကိုတာမန်နီလန်းတွေနဲ့ဖျက်တောက်လို့မရဘူးဆိုတာပါပဲအဲ့ဒီချိတ်ဆက်မှုကိုတင့်လျော်တဲ့လှုပ်ထုံးလုံနည်းကိုနားလည်တဲ့သူတွေလှုပ်ဆောင်တဲ့တီးတန့်ရကြနဲ့သာဖျက်တောက်နိုင်တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဖင်းဟာမီးပြတိုက်မှာရှိနေစေဖြစ်ပြီး
ကုန်းမကြီးကိုဆက်သွယ်ဖို့စူးစမ်းနေစေဖြစ်ပါတယ်။အင်ကွန်းရဲ့ဒဏ်ရာအတွက်ဆေးရှာနေတော့မှန်ထဲမှာပုံရိပ်ပြန်ဟပ်နေတဲ့မူကိုမြင်လိုက်ရတာကြောင့်အံ့အားသင့်သွားပါတယ်။အဲ့ဒီခဏလေးတွေးလိုက်ရတာနဲ့တင်မူအကြောင်းပုံမြင်တွေဟာအယူသေးမှုတသက်မဟုတ်ဘူးဆိုတာကိုသူသဘောပေါက်သွားစေပါတယ်။မကြာခင်မှာပဲဖင်းချောင်းကိုပြန်လာပြီးအင်ကွန်းကိုမိပြတိုက်ထဲမှာခိတ္တပိတ်လောင်ထားခဲ့တယ်လို့အခြားသူတွေကိုပြောပြပါတယ်။ဒီသတင်းကဖြည့်ရှင်းချက်တစ်ခုရှာဖို့အချိန်နှဲငယ်ပိုရသွားပြီလို့သူတို့ယုံကြည်စေတာကြောင့်တက်တာရသွားစေပါတယ်။ဒါပေမဲ့အင်ကွန်းရုတ်တရက်သူတို့ရှိမှပေါ်လာပါတယ်။ဒီအချိန်မှာတော့သူမဟာရန်ပါကျွန်းကိုပထမဆုံးရောက်လာတော့ကတိတ်ဆိတ်တဲ့ကောင်မလေးနဲ့လုံးဝမတူတော့ပါဘူး။နှစ်ပေါင်းများစွာအနိုင်ကျင့်မရင်းကျင့်ခံခဲ့ရတာတွေကသူမမှာရှိခဲ့ဘူးတဲ့တိခတ်နိုင်စွမ်းအားလုံးကိုတဖြည်းဖြည်းတိုက်စားသွားခဲ့ပါပြီ။မကျေနပ်ချက်တွေအမုန်းတရားတွေပြည့်နှက်နေပြီးဘသူကမှသူမကိုတကယ်ဂရုမစိုက်ခဲ့ဘူးဆိုတာကိုသူမဖော်ပြပါတယ်။ဘယ်ကိုပဲသွားသူမကိုလူစိမ်းတယောက်လိုပဲဆက်ဆံခဲ့ကြပါတယ်။မိဘမဲ့ကူမှာပဲဖြစ်ဖြစ်ဒီပြုပြင်ရေးကြောင်းမှာပဲဖြစ်ဖြစ်အရာရာတိုင်းကအတူတူပါပဲ။သူစကားတွေကိုကြားတဲ့အခါဖင်းကသူမကိုနှစ်သိမ့်ဖို့ကြိုးစားပါတယ်။ဘဝကိုအစကနေအစ်စ်ပြန်စဖို့အခွင့်အရေးရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ကျွန်းကိုလာခဲ့တာကိုတတိပေးပါတယ်။ဒီနေရာကနေထွက်ခွာပြီးပိုကောင်းတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်ဖို့မျှော်လင့်ချက်ရှိသေးကြောင်းစိတ်ချစေပါတယ်။တဖြည်းဖြည်းနဲ့ဖင်းရဲ့စကားတွေကအင်ကွန်းရဲ့ဒေါသကိုငြိမ်ကျသွားစေပါတယ်။ဒါပေမဲ့တင်းမာမှုတွေပြေလျော့လာတဲ့အချိန်မှာပဲနှုတ်ကအင်ကွန်းရဲ့ခေါင်းကိုဖန်ကွက်နဲ့လွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီရိုက်ချက်ကြောင့်သူမထပ်ပြီးဒဏ်ရာရသွားပြီးမူရဲ့အမျက်ဒေါသကိုပောက်ကွဲစေတဲ့နောက်ဆုံးအဓိကအကြောင်းရင်းဖြစ်လာပါတော့သည်။ခဏအတွင်းမှာပဲနှုတ်ဟာအဆောင်ရှောက်ဝိညာဉ်ရဲ့လက်ချက်နဲ့တေဆုံးသွားပါတယ်။သူမတေဆုံးသွားတာကကျောင်းတစ်ကျောင်းလုံးကိုထိတ်လန့်တကြားဖြစ်စေပါတယ်။ကျောင်းသူတွေအားလုံးလွတ်မြောက်ဖို့အတွက်အရက်ရက်ကိုထွက်ပြေးကြပါတော့သည်။ရှုပ်ထွေးမှုတွေကြားထဲမှာဖင်းကအင်းကိုအဆောက်အုံဟောင်းတစ်ခုထဲမှာပုံခိုနေဖို့ပြောပြီးနောက်အခြားအသက်တွေမဆုံးရှုံးရခင်ကယ်ဆာရေးလေကျွန်းကိုလာနိုင်ဖို့မိပြတိုက်ကမိပြကိုဖွင့်ဖို့အပြေးလွှားသွားပါတယ်။အခန်းထဲမှာအင်းကပွိုင်းကိုကျမ်းပြင်ပေါ်မှာသတိလေးမရှိပဲလဲနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီနေရာကသူမကိုအကြာကြီးကာကွယ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာသူတို့ချက်ချင်းသဘောပေါက်လိုက်ကြပါတယ်။မကြာခင်မှာပဲအင်ကွန်းရောက်လာပါတယ်။အင်းရှိမှာရက်နေရင်းနဲ့သူမနှစ်ပေါင်းများစွာတည်ဆောင်လာခဲ့ရတဲ့နာကျင်မှုတွေအားလုံးကိုထုတ်ဖော်ပြသလိုက်ပါတော့တယ်။အမြဲတမ်းအနိုင်ကျင့်ခံရတာအဆက်ခွဲခံရတာနဲ့ဘသူကမှလာမကယ်ပဲမတရားဆက်ဆံခံရတဲ့ဘဝနဲ့နေရတာဘယ်လိုခံစားရလဲဆိုတာကိုအိမ်နာလဲစေချင်ပါတယ်။ပွိုင်းကအင်ကွန်းကိုဆင်ခြင်ပေးဖို့ကြိုးစားပါတယ်။သူမကိုယ်တိုင်လည်းအရင်ကအလားတူအနိုင်ကျင့်ခံရသူတဦးဖြစ်ခဲ့ဘူးကြောင်းသတိပေးပြီးမနာကျင်စေဖို့တောင်းပန်ပါတယ်။အခြေအနေတွေကပိုပြီးဆိုးလာပြီးအိမ်နဲ့အင်ကွန်းကြားကစကားများရန်ဖြစ်မှုကနေရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုဖြစ်ပြောင်းလဲသွားပါတယ်။ရုံးရင်းဆန်ခတ်ဖြစ်နေတော့အိမ်ကအင်ကွန်းကိုထိခိုက်ဒဏ်ရာရစေတဲ့အခါမူးအမျက်ထွက်လာပြီးအိမ်ကိုအဝေးကိုအလွန်မင်းလွှင့်ပစ်လိုက်ပါတယ်။ရှုပ်ထွေးမှုတွေအလဲမှာဖင်းရောက်လာပြီးသူတို့ကိုတားဖို့ကြိုးစားပါတယ်။ဒါပေမဲ့အင်ကွန်းကသူ့ကိုဓာတ်နဲ့ထိုးလိုက်ပါတော့တယ်။ခဏကြာမှာတော့အင်းကိုတမင်တကာ6ကမ်းပါပေါ်ကနေတွန်းချလိုက်တာကြောင့်နှစ်ယောက်စလုံးအောက်ဘက်ကပင်လယ်ထဲကိုပြုတ်ကျသွားကြပါတယ်။ပြင်းထန်တဲ့လှိုင်းတွေကသူတို့ကိုမျောသွားစေပြီးအနီးနားကကမ်းခြေတစ်ခုကိုပို့ဆောင်ပေးလိုက်ပါတယ်။ပြုတ်ကျတာကနေအသက်ရှင်ကျန်ရစ်ခဲ့ကြပေမဲ့သူတို့ရဲ့ရန်ညိုးကတော့ပြီးဆုံးသွားတာမဟုတ်ပါဘူး။အင်းကအရာရာကိုအပြီးတိုင်အဆုံးသတ်ချင်ပါတယ်။ဒါပေမဲ့အင်ကွန်းကိုနာကျင်အောင်လုပ်တိုင်းမူးပေါ်လာပြီးကာကွယ်ပေးတယ်ဆိုတာသူမသိပါတယ်။ဒါကြောင့်အင်းကအင်ကွန်းကိုထပ်ပြီးမတိုက်ခိုက်တော့ဘူးဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအနီးနားကိုချင့်ကပ်လာတဲ့ကယ်ဆယ်ရေးလေရဲ့အတန်ကိုအဝေးကနေကြားလိုက်ရပါတယ်။အိမ်သက်သာရသွားပြီးဒီအိမ်မက်ဆိုကြီးပြီးဆုံးတော့မယ်လို့ယုံကြည်လိုက်ပါတယ်။အင်ကွန်းကိုနာကျင်အောင်လုပ်ပြီးအသေးခံမဲ့အစားသူမကိုလစ်လူရှုပြီးဘဝကိုရှေ့ဆက်ဖို့နဲ့သူမအမြဲမှတ်ခဲ့တဲ့အနာဂတ်ကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အင်းရဲ့ဒီဆုံးဖြတ်ချက်ကအင်ကွန်းရဲ့ဒေါသကိုပိုတောင်ဖြစ်စေပါတယ်။သူမကိုအင်းတက်ပစ်စေခြင်းပြီးအကယ်၍အင်းတက်လိုက်မယ်ဆိုရင်အရင်ကသူမကိုနာကျင်စေခဲ့တဲ့သူတွေကိုအဖြစ်ပေးခဲ့တယ်လို့မျိုးမူးပေါ်လာပြီးအင်းကိုလည်းအဖြစ်ပေးလိုက်မယ်လို့သူမယုံကြည်နေပါတယ်။ဒါပေမဲ့အင်ကွန်းအတွက်ကန်ဆိုးတာကအင်းကသူမကိုထပ်ပြီးလက်နဲ့မလို့တော့ပါဘူး။သူမရဲ့အစီအစဉ်မအောင်မြင်တော့မှန်းသိလိုက်ရတဲ့အခါအင်ကွန်းကအသေးအတန်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ကျိုးနေတဲ့ဖန်ပလင်းစ်တစ်ခုကိုကောက်ယူပြီးသူမကိုသူမဒဏ်ရာရအောင်လုပ်လိုက်ပါတော့တယ်ခဏအကြာမှာမူးကတခါပြန်ပေါ်လာပါတယ်အင်ကွန်းကသူမရဲ့လုပ်ရက်ကအိမ်ပေါ်တစ်ခုခုတက်ရောက်စေလိမ့်မယ်လို့ယုံကြည်နေပါတယ်ဒါပေမဲ့ရလက်ကတော့သူမမျောလင့်ထားတာနဲ့လုံးဝပြောင်းပြန်ဖြစ်နေပါတယ်ဇလန်းတစ်လျှောက်လုံးမှာမူးကအင်ကွန်းကိုနာကျင်စေတဲ့သူတွေကိုပဲအမြဲပြစ်ပေးခဲ့တာပါဒါပေမဲ့ဒီတစ်ခါမှာတော့ဒဏ်ရာရအောင်လုပ်တဲ့သူကအင်ကွန်းကိုယ်တိုင်ဖြစ်နေပါတယ်မူးပြစ်မှတ်ထားစရာတခြားလူမရှိတော့ပါဘူး
အိမ်ကိုတိုက်ခိုက်မဲ့အစားအဆောင်ရှောက်ဝိညာဉ်ကအင်ခွန်းကိုတခြားဘုံတစ်ခုစီကိုခေါ်ဆောင်သွားပါတော့တယ်ဒီလောက်ကြာအောင်စောင့်ရှောက်ကာကွယ်ပေးခဲ့ပြီးနောက်မှာမူးကသူမရဲ့ရင်သွေးလို့အမြဲသတ်မှတ်ခဲ့တဲ့ကောင်မလေးကိုအဆုံးမှာပြန်လဲသိမ်းပိုက်လိုက်ပါတယ်သူ့ကလေးဆက်ပြီးဆင်းရဲဒုက္ခရောက်နေတာကိုတီးမခံနိုင်တော့တဲ့မိခင်တဦးလိုပဲမူးကအင်ခွန်းရဲ့ဘဝကိုအဆုံးမရှိတဲ့နာကျင်မှုကြောက်ရွံ့မှုနဲ့ဒုက္ခတွေကြားထဲမှာဆက်ပြီးမရှင်တန်စေတော့ပါဘူးမကြခင်မှာပဲကယ်ဆယ်ရေးအဖွဲ့ရမ်ပါကျွန်းကိုရောက်လာကြပါတယ်။ဖင်းအပါဝင်ဒဏ်ရာပြင်းထန်လို့မလွတ်မြောက်ခဲ့တဲ့အလောင်းချို့ကိုတွေ့ရှိကြပါတယ်။အိမ်ဟာအခင်းဖြစ်ပွားရာနေရာမှာရှိနေပြီးအရင်ရုံရင်းဆန်ခတ်တုံးကတုံးခဲ့တဲ့လက်နက်ကိုကင်ထားတာတွေ့ရတာကြောင့်အဓိကတန်တရားရှိသူဖြစ်သွားပါတော့သည်။တကယ်တမ်းဘာတွေဖြစ်ခဲ့လဲဆိုတာကိုသူမရှင်းပြဖို့ကြိုးစားပေမဲ့ဘယ်သူမှမယုံကြပါဘူး။အသက်ရှင်ကျန်ရစ်တဲ့အကြောင်းသူတွေကိုစစ်ဆေးမေးမြန်းတဲ့အခါမှာတော့အခြေအနေတွေပိုဆိုးသွားပါတယ်။အိမ်ကိုကာကွယ်ပေးမဲ့အစားအင်ကွန်းဆိုတဲ့နာမည်နဲ့ဘသူကိုမှမသိခဲ့ဘူးကြဘူးလို့ထင်ရှားစွာထွက်ဆိုကြပါတယ်။ဖြစ်ပျက်သမျှအားလုံးအတွက်တာဝန်ရှိသူအဖြစ်အိမ်ကိုတခဲနဲ့ဆွဆွဲကြပါတော့တယ်။အဆုံးမှာတော့ရံပါကျုံးပေါ်မှာဖြစ်ပျက်ခဲ့တဲ့တွေးထွက်တန်ယူဖြစ်ရက်တွေအတွက်အိမ်ကပဲအပြစ်ဒဏ်ကိုတယောက်တည်းရင်ဆိုင်ရပါတော့တယ်။အထောက်အထားတွေအားလုံးကသူမကိုညွှန်ပြနေပြီးသူမရဲ့ပြောစကားကိုထောက်ခံမဲ့သူမရှိတော့တာကြောင့်ကြမ်းရှိတဲ့ဘဝတစ်လျှောက်လုံးကိုထောင်ထဲမှာပဲဖြစ်ဖြစ်စိတ်ကျန်းမာရေးဆေးရုံမှာပဲဖြစ်ဖြစ်ကုံဆုံးရတော့မှာဖြစ်ပါတယ်။ဇလန်းကဒီ